我好难推荐。怎么我他妈不你讲过的？他妈到几个人能给他的？也不要那个，现在没那些的。对，我们都讲的。ကျွန်တော်တို့နိုင်ငံနဲ့တက်သွားတယ်လို့ပြောမိတယ်ကျွန်တော်အလုံးမရှိရတဲ့ကြီးပေါ့။လုံးရှိရင်ဒီလိုမျိုးသွားတာ။ဆိုင်ကလေးဒီနေရာစိတ်ချပါ။ဟိုအတွင်းထဲမှာဝင်လို့မရတော့ဘူး။ပုံမှန်ကြားရတယ်လို့ 到底。 ခုကတော့ဘုန်းကြီးကျောင်းကိုရောက်ပြီပေါ့နော်အဲ့မှာဒါဆိုရင်ရောက်ချင်းတွေ့ရမယ်ဆိုင်ပုတ်လေးပါဒီဥစ္စာကတော့ဟိုဘက်မှာဆိုင်ကယ်ကားတွေထားတဲ့ကွင်းပါဒီဥစ္စာရှိမှတွေ့ရဘလူးတော့အိုက်ကနေချားတယ်ဝင်သွားလို့ရပါတယ်ဝင်သွားလို့ရှိရင်အဲ့တိုင်းသွားတာကိုကျွန်တော်တို့သွားနေကြဒီဘုန်းကြီးကျောင်းဆောင်နဲ့ဖျားလေးစီကိုသွားတာပေါ့နော်အခုကျောင်းဆောင်နေရနောက်ကျောင်းလေးကိုသွားတာဖြစ်ပါတယ်ခုအဲ့ငကားရုပ်ကြီးကနေရှိတဲ့သားအဲ့ကဟိုမြင်းနေရတဲ့ဖျားရဲ့အောက်ကကျောင်းဆောင်ကြီးပါအခုကျောင်းဆောင်နေရောက်ပြီပေါ့နော်ကျောင်းဆောင်နေရောက်တော့ဖျားကိုအလုံးဝထည့်ပြီးကိုပန်းနေတာကက်လို့ရပါတယ်အဲ့မှာနောက်ခုပန်းကက်တဲ့ဒီလိုပန်းတော့မရဖြစ်ခဲ့ဘူးလားမိတ်သွားလို့နော်အမှလူဝေထည့်ရတဲ့ပန်းတွေလေးဝင်လာရိုက်ခဲ့လိုက်ပါတယ်ဒီမှာပါဖျားလေးအချင်းလေးရရကောင်းပါတယ်အဲ့ကဒီဟိုမှာမြင်လဲတဲ့လေကားတိုင်းပေါ်လက်တက်လို့ရတယ်နော်အဲ့ကကျောင်းတော်မှာဒါတော့အဲ့ကခုနကျောင်းတော်ပြရလဲပြင်ထွက်တာပေါ့အဲ့ဒီမှာတပ်ပေါ်လေးပါလေးရိုက်ပြီးကောင်းတယ်တမန်တော်လေးရိုက်မှန်တရားကိုじゃအဲ့နေရာနေတခါတက်လို့မရဘူးဗျနောက်ပြန်လဲပြီးနောက်ပြန်ထွက်ရတာပေါ့နော်မှန်တရားကကြတော့အဲ့နာကနေကြည်ပဲကြည်လို့ရတယ်အားကြောင့်အခုကျွန်တော်အဲ့နာလေးမှာရှူရင်းလေးပါလေးကြည်ပြီးတော့မှန်တရားတက်ဖို့လို့နောက်ပြန်ထွက်တော့မှာပါခုဆိုအဲ့ခုမှန်တရားဘောကိုသွားတာပေါ့နော်စပြီးတော့တက်ပါပြီမှန်တရားဘောတက်တာကြတော့ခု40ပေးရတယ်ဗျခုရောက်ပါပြီအဲ့ဒါမှန်တရားရဲ့အလဲကောင်းမှရှိတယ်ဖျားလေးပါနော်ကြီးညိုစရာအရန်ကောင်းပါတယ်ဗျဖျားအားလုံးပဲမင်္ဂလာပါခုကျွန်တော်ရောက်နေတာတော့ဒီဝက်ဟောင်းတော်ဖွင့်ကျောင်းရောက်နေရပဲဖြစ်ပါတယ်ဝက်ဟောင်းတော်ဖွင့်ကျောင်းဘယ်ကနေဘလို့လာမယ်ဆိုရင်ဒီဘမ်ပူလမ်းမရောမှာရှိရပါတော့ဒီကျွန်တော်ချုံမူရီကနေသွားစမူဘကန်ဘက်ကိုထွက်အမြန်လမ်းပေါ်မတက်ဖက်နဲ့လေအောက်တိုင်းသွားအောက်တိုင်းမောင်းပြီးလို့ရှိရင်ဒီကူမြေကူတရားကိုကျော်မြေကူတရားကိုကျော်ပြီးဆိုတော့ဒီဘမ်ပူဘက်ကိုလိုက်ပါတော့ဒီဘမ်ပူငှက်ပင်လက်ဘက်ကိုလိုက်အဲငှက်ပင်လက်ဘက်ကိုသွားတဲ့လမ်းမကြီးရဲ့ဘေးမှာဘယ်ဘက်ထဲကိုဝင်ရတာပေါ့နော်အဲမှာသာသနာအလံကြီးလည်းထောင်းထားတယ်တကယ်လို့ဒီမြန်မာပြည်သားတွေတကယ်လို့ဒီကဝက်ဟောင်းတောင်ဖွင့်ကျောင်းကိုလာကျင်တယ်ဆိုလို့ရှိရင်ကျွန်တော် location ချပေးထားမယ်အဲ့က location တိုင်းလာလို့ရပါတယ်ဟုတ်ကဲ့ပါဒီမှာတော်တော်လေးတော့ဒီလူသူတော့ရောက်ပေါက်တော့နဲတယ်လူဧည့်သည်တွေပါအလာတော့နဲတယ်ဒီမှာလှတာတော့တော်တော်လေးလှပါတယ်ဒါဆိုရင်ဒီမှန်တရားဘွားဖျားပါနော်ဒါမှန်တရားဘွားဖျားဒီမှာနောက်မှလည်းပင်လယ်ပြင်ကြီးနဲ့ပါဒီမှာနောက်မှဆိုပင်လယ်ပြင်ကြီးဟိုမှာလှတာတော့ဒီမှာတော်တော်လှတယ်ဒီမှာဒီကနေဝင်လာတာပေါ့နော်ဒီဖျားကိုမှန်တရားဘွားဖျားကိုလာခြင်းတယောက်ကို40ပေးရတယ်ကြာဒီကတယောက်ကို40နှစ်ယောက်ဆို80ပဲလူကတော့တိတ်မလာတာအဲ့ကနေလာပြီးတော့ခုကျွန်တော်တို့ဒီကနေပတ်လို့ရတာပေါ့နော်ဒီကျွန်တော်ပြမယ်ဒါကိုပတ်တော့ပတ်ဒါဖျားရဲ့တော့ကြော်လာတော်တော်ဝေးထိသွားလို့ရပါတယ်ဒီမှာဒီဘက်မှာလည်းနောက်ကျောမှာလည်းမှန်တကားပါဒီမှာမှန်နေဒီကပင်လယ်ပြင်ထဲမှာစောက်ထားတာတော်တော်လေးမိုက်ပါလေဒီကိုတော်တော်လေးလှပါတယ်အဲ့တိုင်းပတ်ခုပေါ့နော်ဒီတိုင်းတော့ပြီးတော့ဟိုကအဆောက်အဦကြီးတွေ့လားဒီမှာအဲ့ကအဆောက်အဦရဲ့အောက်ဒီပုံစံလေးအဲ့ကအောက်ထဲတိုင်းအဲ့ကမှန်ကားတယ်ရန်ပြီးဟိုပေါ်တက်ရတာပါနော်ဒီတိုင်းပတ်ပြီးတော့ပြန်သွားအဲ့လိုမျိုးသွားလို့ရပါတယ်ကိုအဲ့ကနားမှာပဲဖခင်ရဲ့နောက်ကျောထဲမှာလည်းကျွန်တော် TikTok လေးပါလေးဆော့ရပေါ့နော်ဗီဒီယိုလေးပါလေးရိုက်တယ်ပေါ့ဗီဒီယိုလေးပါလေးရိုက်ပြီးတော့ခုကျွန်တော်ကပြခဲ့တယ်ကျွန်တော်လည်းဒီဝမ်းမိတ်ကြီးရဲ့အောက်ထဲကိုသွားတော့မှာပါအခုဆိုရင်ဒီဘက်မှန်တာပြီးလို့မလို့ဒီအောက်ထဲကိုဆင်းมาဖြစ်ပါတယ်ဒီမှာဒီအောက်ထဲကိုသွားမှာဒီအောက်ထဲတိုင်းဟိုဘက်ပေါ်တစ်ဆင်းပြန်သွားအောင်ပါဒါ
ဒါမစင်းငယ်လေးပါဒီဘက်အောက်ထက်မစင်းငယ်လေးသူစင်းပါပြီရင်းနေတော့လွတ်တယ်ဒီမှာဒါမျိုးပါသူတို့ဒီအောက်ထက်ကိုရောက်ဒီမှာဒီထဲမှာဘယ်လိုပြောမလဲဒါအောင်ကြီးရှိပါလားမဟုတ်ဘူးဖျားတော့ဖျားပုံဒီမှာဒီလိုဖျားပုံလို့ရအထဲမှာဟောဒါမာနဲ့ဟုတ်တယ်ဒါအောင်ကြီးရှိပါအောင်ကြီးရှိပါဟိုပကြီးဆွဲပြီးတော့ပူဇော်ထားရတယ်ရောပါဒီထဲမှာရုပ်ထုအများကြီးရှိပါတယ်အဲဒါဒီမှာကျဇနကမင်းလှီပြတဲ့ပုံကြီးရောဘယ်လိုများလဲ ဟောကောလာမင်းအိမ်မက်ဆက်ထုတ်ချက်ကပြရတယ် ကောလာမယ် message ချောင်းချက်မပါဘူးဒီထဲအဲ့မှာဒါဆိုရင်ဒီအပေါ်ကျတော့ဒီအဆောက်အဦကြီးပေါ့နော်ဒီဖရာကျောင်းတော်မှာလည်းအဆောက်အဦဒီအောက်ထဲမှာဒီလီဝမ်ဘိုက်ပုံစံမျိုးလုပ်တာဒီလီဝမ်ဘိုက်ထဲမှာဒီဘက်တစ်ဆင့်ဒီတိုင်းဖတ်မယ်ဆိုလို့ရှိရင်ဒီမှာအဲ့တိုင်းဖတ်လို့ရှိရင်ဒီဘက်မှန်သားကိုပြန်တက်မှာပေါ့နော်ဒီဘက်မှန်သားကိုတက်မှာခုနကဝင်လာတာဟိုဘက်ပါခုနကဝင်လာတဲ့ဒါဒီကခုကျတော့ဒီပေါ်တက်တော့မှာတက်ပါပြီဒီနားမှာလဲစောစောလိုပဲပေါ့ဟိုရိုက်ဒီရိုက်ပေါ့သူ့ရိုက်ပြလိုက်ခုရိုက်ပြလိုက်ပေါ့ဗီဒီယိုလေးတက်မောင်းလေးမှလေးရိုက်အဲ့ကနေပြီးတော့ဟိုကနောက်ကမြင်းနေရတဲ့12ထပ်ဆောင်းကြီးတွေ့လားအဲ့က12ထပ်ဆောင်းကြီးကိုသွားဖို့လို့ပေါ့နော်ပြောနေကြအဲ့နားလေးမှာနေအောင်သားပင်လယ်ပြင်ကြီးရဲ့အလှကိုလည်းငင်းပေါ့ရှုမမဆုံးနိုင်တဲ့ပင်လယ်ပြင်ကြီးရတယ်လှတယ်ဗျာရမယ်ဒီမှာဖျားချောင်းတော်လေးနဲ့ရေလဲမှာဆိုတော့ဗီဒီယိုပြန်လဲကောင်းပါလေအမတန်လာတဲ့ view လေးပါအောင်နော်အခုဆိုရင်တော့တောင်းပါပြီဘောဘောကျွန်တော်ပြန်ထွက်တော့မှာပေါ့နော်အခုဆိုရင်ကျွန်တော်မှန်တရားဘွားနေအောက်ကိုဆင်းมาတော့မယ်အောက်ကိုဆင်းပြီးတော့ဒီမှာဟိုအထက်မြင်တွေ့လားဓာတ်တွေကားနဲ့တရားအဲ့ပေါ်တက်ရမရတစ်ချက်သွားကြည့်မယ်တက်ရဆိုရင်ကျွန်တော်တက်မယ်ဝင်ကြီးဘယ်လောက်ရှိလဲမသိဘူးအဲ့ပေါ်တက်တာဝင်ကြီးပေးရသေးလားမပေးရဘူးလားဆိုတာလည်းမသိသေးဘူးအဲ့အတွက်ကျွန်တော်ပြီးမှတစ်ချက်ပြန်ပြောပြမယ်ပေါ့နော်ခုတော့ live ကြည့်ပါအောင်ကျွန်တော်သွားလာအောင်မယ်မှန်တရားဘွားနေခုအောက်ကိုဆင်းတော့မှာပါဒီမှာပါခုနကကျွန်တော်တို့သွားခဲ့တဲ့လမ်းဒီလမ်းပေါ့နော်ဒီမှာဟိုမှာဖျားရှိတယ်အဲ့ဖျားတိုင်းဟိုကနောက်ကျွဲတိုင်းဖတ်ပြီးတော့မှဒီမှာဒီကဟိုမှာဟိုဒီဝဲဝဲတဲ့တိုင်းတက်ပြီးဒီတိုင်းလာတာပေါ့နော်ခုကျွန်တော်တို့ပြန်ထွက်တော့မှာပေါ့သွားလိုက်ပါဦးမယ်လိုက်ကြည့်ပါဦးတစ်ချက်ခုကျွန်တော်တို့ဒီမှာတော့ခုမှန်တရားပေါ်တက်တာပဲဖြစ်ဖြစ်ခုဒီပေါ်တော့မှလက်မှတ်ဖြာရပါတော့မှန်တရားပေါ်တက်တဲ့လက်မှတ်ကကြာတယောက်ကို40ပေးရတယ်ခုဒီကဒီအပေါ်တက်ကြီးကိုတက်တဲ့နေရာကတယောက်ကို20ပေးရပါတယ်လိုက်ကြည့်ပါဦးကျွန်တော်လည်းတူတူသွားမယ်လားဒီမှာတယောက်ကို20ပေးရပါတယ်ဒီအပေါ်တက်ဖို့ဟုတ်ဒီဘက်မှာလားမပေးရတော့နော်အားလုံးပေါ်လိုက်ကြည့်အောင်တော့ပေါ်နေ view တစ်ချက်ကိုပြရောက်ပါပြီခုဆိုပေါ်ရောက်ခဲ့ပါပြီခုဆိုကျွန်တော်ပေါ်ရောက်ပြီပဲဖြစ်ပါတယ်ရောက်ပြီတော့ခုမှအောက်မှာမှန်တရားတွေပါဘယ်နဲ့ကျွန်တော်တို့နေရဲမှန်တရားနေမှာ view တစ်ချက်ရှိဟုတ်လောက်နော် view ကိုဟိုဘက်ကိုတစ်ချက်လှည့်ကြမယ်နော်ဒါဆိုရင်ခုနကကျွန်တော်တို့အောက်ကနေပတ်ခဲ့တဲ့မှန်တရားပေါ့နော်မှန်တရားပတ်နေပါဒါဖေးရပါအဲ့ဒါကျွန်တော်ဒီတစ်ပတ်လိုက်ရိုက်ပြမယ်နော်လောက်လာတော့ဆိုတော့နော်ဒီ view ကိုလိုက်ပြပေးမယ်ဟိုဒီကနေဒီမှာဒါကတော့ဒီမှာခုနကကျွန်တော်တို့ဝင်ခဲ့တဲ့ဘုန်းကြီးကျောင်းဆောင်မှာဒီမှာဟိုကဟာဆိုရင်တော့ကျွန်တော်တို့အဲ့မှာဟိုမှာတွေ့လားအဲ့ဒါကျွန်တော်တို့ဝင်ခဲ့တဲ့လမ်းမှာဘန်ပူလမ်းမကြီးဟိုမှာကားတွေသွားနေတာတွေ့လားအဲ့ဒါဘန်ပူလမ်းမကြီးအဲ့ကနေဒီဘက်ထဲကိုဝင်ခဲ့တာပါလှပါတယ်တော်တော်လှပါတယ်ဒီမှာ
အောက်မှာဆိုလဲဟိုမှာကလေးတွေတွေ့လားပြိုင်းနေတို့တော်မိုက်ပါသူတို့လည်းကိုတို့လိုပဲပေါ့နော်တောက်တိုင်းလေးနဲ့တောင်းလေးရမှာအဲ့မှာဓမ္မရိုက်နေကြတာဖြစ်ပါတယ်သူတို့တွဲလေးနဲ့လူလေးကလည်းလှတော့ဓမ္မကလည်းရိုက်တော့ကောင်းတယ်ဗျပြီးတော့လည်းဘဲချီချီကိုထက်စီရကြည့်ရတော့လှနေရောပဲပင်လည်းပြင်ကိုကြည့်ရတော့ညှို့စိတ်ညာပဲဒါမျိုးရဲမလို့ဒီမှာကကျွန်တော်တို့ဒီစကုတ်ကြည့်မလို့ပေါ့နော်အခုဒီမှာဒီကစကုတ်နဲ့ကျွန်တော် view ကိုတစ်ချက်ကြည့်ပဲဘယ်လောက်လှတော့ဆိုတော့ကျွန်တော်ပင်လေကျွန်တော်လှမ်းရှိုးမယ်ပေါ့နော်အဲ့ကစကုတ်ကကြာကြည့်လို့ရှိရင်30ပေးရတယ်ပေါ့နော်အဲ့မှာအကျွေးလေးထည့်ရတာမကြည့်လို့မကောင်းဘူးဗျအနီးကကြည့်ရတာဘလို့မှလည်းမသိဘူးဝါတာတာနဲ့မျိုးလုံးနဲ့စူးဝင်နေတယ်လို့ပဲသိအဆင်မပြေဘူးအဲ့မှာတွေ့လားခုမှမိုးချုံမှလာကြတယ်တအားပဲအဲ့မှာတော်မိုက်တယ်မိုးချုံမှလာကြတယ်တော့မဟုတ်ပါဘူးခုဆိုရင်အခုကျွန်တော်ပြန်ဆင်းတော့မှာဖြစ်ပါတယ်ဒီပေါ်မှာလည်းတော့တင်နေပြီဓာတ်ပုံလေးပါလေးလည်းရိုက်ပြီကျွန်တော်အခုပြန်ဆင်းတော့မှာပေါ့နော်ချက်တော့လိုက်ကြည့်ပါဦးကဲဘာမှမလုပ်ဆက်ခဲ့ဟုတ်ကဲ့ဟာရောက်ပါဘူးပြင်ပြီးရောက်တော့နော်ဘယ်တော့ကြအောင်ဒီဘက်ထဲကခုနမရောက်သေးလို့ပတ်ကြည့်လားတော်သေးအောင်လေးလေးကိုဖြူနေတာမိုက်နေရောပဲမိုက်နေရောပဲလေးလေးဖြူဖြူလားဒါပတ်တက်လားဒီကတဲ့ကဒုမအသုံးမပြုကြအောင်မတွေ့လားဟိုမှာဒီကတဲ့အဲ့ဒီကတဲ့ကဒုမအသုံးမပြုဟိုမှာပြေးချင်သူဆိုရင်ပြန်တော့မှာပါဟိုဘက်ကလာကျွန်တော်အဝင်လန်းနေအဲ့ဘက်မှာကိုပြန်ထွက်ပါတော့မယ်ပြန်มาတော့မယ်မှန်ကားတက်တယ်ဗျခုနကကျွန်တော်တက်ခဲ့ရပါတော့ညနေမိုးချုပ်ဆိုမှကြမှာဒီလိုဖြစ်အေးနေပါဒီမှာလူဒီမှာတိတ်မလာကြဘူးလို့လာကြတယ်ဒီမှာကိုဗမာတွေလည်းလာကြဘလိုကြီးရောဟိုကပင်လေလောက်မရှိတော့မလာဘူးလို့ထင်တယ်လာတော့တော်တော်လေးလာဒီနားမှာဓာတ်ပုံရလေဒီမွေးဒီမဲ့ဖိုက်မှာဗျာငှက်နေတယ်ဒီမှာနားမှာလည်းဓာတ်ပုံရလို့ပေါ့ဈေးရော်ဒီအစာကျွေးနေရပါလေမဇင်းရောအစာကျွေးရည်လည်းရပါတယ်ဒီနားကတော့ရေးကြတော့ဟုတ်ရှိပါဒီမှာဒီကစင်ရုပ်ကြီးနဲ့လည်းတပ်ပုံရိုက်လို့ရဒီမှာစင်ရုပ်ကြီးနှစ်ကောင်နဲ့လာတော့ကျွန်တော်တို့ကဟိုဘက်ကပတ်လာဆိုတော့အားကြောင့်ဒီနားမရောက်လဲလာတော့ဒီတိုင်းဝင်လိုက်တာမဟုတ်လာတော့ခုနကျွန်တော်တို့ဟိုဘက်ကျောင်းဆောင်နေရဟိုဘက်တိုင်းလာလိုက်တာအဲအကြောင်းမဟုတ်ဒီဘောလေးပဲရ
ကျွန်တော်အဝင်တော့လာခဲ့တာဒီလမ်းပေါ့နော်အဲ့ဘက်ကဘလူးရုပ်ကြီး3အောင်ကြည့်ရပြီးတော့အဲ့ဘလူးရုပ်ကြီးကဟိုဘက်ဘေးတိုင်းကျွန်တော်ဝင်သွားတာကျောင်းဆောင်ဘက်ကခုကတော့ကျွန်တော်ဒီမှာကားတွေထားတဲ့ဒီဟာကိုရောက်နေတာလေပြန်တော့မှာကားတွေအများကြီးဒါကျွန်တော်ရှင်ဖရီးလီတာဝင်ချင်းမရှိဘူးအဝင်ချင်းမှလည်းမရှိဘူးဟိုမှန်သားပေါ်တက်တာကတော့40ပေးရတယ်မှန်သားပေါ်တက်တာ40ပြီးတော့ဟိုအပေါ်တက်အမြင့်လေး12ထပ်ပေါ်မှာတက်ပြီး view ကြည့်ရတယ်အဲ့ပေါ်က20ပေးရတယ်အဲ့ဒါပဲရှိရအများကြီးဘာမှပေးရမလို့ဒီမှာဝင်ချင်းမရှိဘူးဟိုမှာလည်းကားကြီးတွေနဲ့ဒီကိုလာကြတဲ့လူတွေကားကြီးတွေကားလေးတွေနဲ့လာကြပါတယ်ဟိုကကားကြီးတွေနဲ့ဆိုတာကျွန်တော်မြန်မာပြည်သားတွေပေါ့နော်အဲ့ဒါဆိုတို့လည်းပြန်ကြတော့မှာအကုန်လုံးမိုးချုပ်ပြီးတော့ပြန်ကြတော့တကယ်သိလားခုအိုင်လန်ကိုလာရတာလေအဲ့နာလေးကန်နေအင်းနေနေဆိုတော့ကြတော့ဟိုမန်းလေးတောင်တမန်အင်းကိုတောင်သွားပြီးတတိယသွားရဗျာခုတော့ပြန်ခဲ့ပါပြီနော်အားလုံးကြည့်ပြီးရတော့လည်းကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်နော်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye